စုံတယောက်ကတင်းနောက်ကနေလိုက်ဖမ်းလို့ပြေးနေရတယ်ဆိုတဲ့အိမ်မက်မျိုးမှတ်ဖူးပါသလားဒီလိုအိမ်မက်မျိုးတွေဟာအိမ်မက်မက်နေစဉ်မှာလည်းစိတ်လှုပ်ရှားသလိုနိုးလာတဲ့အခါမှာလည်းစိတ်လှုပ်ရှားရပါတယ်တခါတလေကြောက်စိတ်တောင်ကြံနေခဲ့တတ်ပါတယ်ဒါဆိုဒီလိုအိမ်မက်မျိုးတွေကနမိတ်မကောင်းဘူးလားဒါမှမဟုတ်ကိုယ့်ရဲ့စိတ်အခြေအနေက message တစ်ခုကိုပေးနေရလားဒီနေ့ဗီဒီယိုမှာတော့မာရီကိုကအိမ်မက်ထဲမှာနောက်ကလိုက်လို့ပြေးနေရတဲ့အိမ်မက်ရဲ့အဓိပ္ပာယ်တွေကိုရှင်းပြပေးသွားပါမယ်အိမ်မက်အဓိပ္ပာယ်1ပြဿနာတစ်ခုကနေရှောင်ပြေးနေခြင်းတယောက်ယောက်ကနောက်ကလိုက်လို့ပြီးနေရတယ်ဆိုတဲ့အိမ်မက်ရဲ့အများဆုံးအကြောင်းရင်းကတော့တင်းရဲ့လက်ရှိဘဝမှာတင်းရင်မဆိုင်ခြင်းနဲ့ပြဿနာတစ်ခုခုရှိနေတာပါဒါတွေကအလုပ်ဖိစီးမှုအိမ်အောင်ရေးပြဿနာငွေကြေးကိစ္စမဖြေရှင်းရသေးတဲ့ဆက်ဆံရေးမျိုးတစ်ခုခုဖြစ်နိုင်ပါတယ်ဒီတော့ကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ဆက်ဆက်ပြီးတော့ကိုယ်တိုင်အဖြေရှာကြည့်ပါတင်းရဲ့စိတ်ကအိမ်မက်တွေကနေတစ်ဆင့်ရှောင်ပြေးမနေပါနဲ့တော့ရင်ဆိုင်လိုက်ပါလို့ပြောပြနေတာပါအိမ်မက်အဓိပ္ပာယ်နဲ့စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတင်းရဲ့လက်ရှိဘဝမှာစိုးရိမ်ပူပန်မှုတွေများနေရင်လည်းဒီလိုအိမ်မက်မျိုးကိုမှတ်တတ်ပါတယ်။တစုံတစ်ယောက်ကလိုက်ဖမ်းတာဟာတင်းရဲ့စိတ်ဖိစီးမှုတွေကိုအိမ်မက်အနေနဲ့တေဂေတာပြုနေတာပါ။တင်းကအရာအလုံးကိုထိန်းချုပ်ခြင်းပေမဲ့အခြေအနေတွေကတင်းထင်ထားသလိုဖြစ်မလာတဲ့အခါတင်းရဲ့စိတ်အာရုံမှာအိမ်မက်ပုံစံနဲ့ပေါ်လာတာပါ။ဒီတော့တင်းရဲ့လက်တွေ့ဘဝမှာစိတ်ဖိစီးမှုတွေကိုလျှော့ချစေဖို့အတွက်အကြောင်းရင်းတွေကိုတေချာစစ်စစ်ပြီးတော့စိတ်ဖိစီးမှုတွေကိုရှင်းထုတ်ပြရမှာပါ။အိမ်မက်အဓိပ္ပာယ်3အတိတ်ကစိတ်တန်ရာတခါတလေအိမ်မက်ထဲမှာတင်းကိုလိုက်ဖမ်းနေတဲ့သူဟာတင်းရဲ့အတိတ်ကနာကျင်မှုဖြစ်နိုင်ပါတယ်။မဖြေရှင်းရသေးတဲ့ဒေါသမပြောက်သေးတဲ့စိတ်ဓာတ်ဟာမလွတ်ချနိုင်သေးတဲ့အမတ်တရားတွေကြားမှာတင်းပိတ်မိနေရပါ။တင်းထွက်ပြေးနေတာဟာတင်းအိမ်မက်ထဲကလူတစ်ယောက်စီကနေမဟုတ်ပါဘူး။တင်းရဲ့အတိတ်ကခံစားချက်တွေစီကနေထွက်ပြေးနေတာဖြစ်နိုင်ပါတယ်။အိမ်မက်အဓိပ္ပာယ်4ကိုရှောင်နေခြင်းဒီချက်ကအရင်အရေးကြီးပါတယ်တခါတလေတင်းကိုလိုက်ဖမ်းနေတာဟာတင်းကိုယ်တိုင်ဖြစ်နေနိုင်ပါတယ်တင်းရဲ့တာဝန်တင်းရဲ့အိမ်မက်တင်းလှုပ်ထက်ရတာနဲ့မလှုပ်ဖဲရှောင်ပုံနေတဲ့စုံဖြတ်ချက်တွေဒါတွေကိုရှောင်နေတဲ့အခါအိမ်မက်ထဲမှာတင်းကိုလူတစ်ယောက်ကလိုက်ဖမ်းခံရတယ်လို့ဖြစ်နေတာပါဒီနေရာမှာအရေးကြီးတဲ့မိကွန်းတစ်ခုမေးကြည့်ပါစေအိမ်မက်ထဲမှာတင်းပြေးနိုင်ခဲ့လားဒါမှမဟုတ်တစုံတစ်ယောက်ရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရလားတင်းဟာအိမ်မက်ထဲမှာထွက်ပြေးလွတ်မြောက်နိုင်ခဲ့မယ်ဆိုရင်တော့တင်းရဲ့လက်တွေ့ဘဝမှာလည်းတင်းဟာပြဿနာတွေကိုရင်ဆိုင်နိုင်စွမ်းရှိနေပါတယ်။ဒါကြောင့်ရဲဝံ့သာရင်ဆိုင်လိုက်ပါ။အကယ်၍တင်းဟာထွက်ပြေးနေရင်တစုံတစ်ယောက်စီမှာဖမ်းခံလိုက်ရတယ်ဆိုရင်တော့ဒါဟာတင်းဟာပြဿနာတွေကိုရင်ဆိုင်ဖို့အတွက်အချိန်တန်ပြီးရင်ဆိုင်ဖို့လိုအပ်နေပြီဆိုတာကိုအိမ်မက်တွေကနေတစ်ဆင့်ပြသနေတာဖြစ်ပါတယ်။ဒီလိုအိမ်မက်မျိုးကိုကြောက်စရာအိမ်မက်မျိုးလို့မယူဆစေချင်ပါဘူး။ဒါတင်းရဲ့ဘဝမှာ comfort zone တွေကနေရုံထွက်ပြီးတော့တစုံတရာပြောင်းလဲဖို့နှိစက်လာပြီဆိုတဲ့လက္ခဏာကိုပြသနေတာပါ။လူတော်များများဟာဘဝမှာအလုပ်အသစ်ဆုံးဖြတ်ချက်ကြီးမားမားချရမယ့်အချိန်မျိုးမှာဘဝပြောင်းလဲမှုတစုံတရာရှိခါနီးအချိန်မျိုးမှာအခုလိုလိုက်ဖန်ခံရတဲ့အိမ်မက်တွေမှတ်တတ်ကြပါတယ်။ဒါကြောင့်အိမ်မက်တွေကနေတဆင့်တင်းကိုထွက်မပြေးပါနဲ့ရင်ဆိုင်ပါလို့ပြောပြနေတာပါ။ဘာကြောင့်လဲဆိုတော့တင်းရဲ့စိတ်က comfort zone တွေကနေထွက်ရတော့မယ်ဆိုတာကိုမသိစိတ်အနေနဲ့ပဲဖြစ်သိထားပြီးဖြစ်နေလို့ပါ။ဒီတော့စုံတယောက်ကတင်းကိုလိုက်ဖမ်းလို့ထွက်ပြေးနေရတယ်ဆိုရင်အိမ်မက်မျိုးမှတ်နေပြီဆိုရင်တင်းရဲ့လက်တွေ့ဘဝနဲ့ဆက်ဆက်ပြီးတော့ငါဘာတွေခံစားနေရလဲငါ့ရဲ့အနာဂတ်အတွက်ဘာတွေလုပ်ဖို့လိုနေပြီလဲဆိုတာကိုယ်တိုင်စမ်းစစ်ကြည့်ပါအိမ်မက်တွေကတင်းကိုလမ်းပြပေးနေတာပါဒီနေ့ပြောပြခဲ့တာတွေကစိတ်ပညာပေါ်မှာအခြေခံပြီးတော့ယူဆထားတဲ့အဓိပ္ပာယ်တွေဖြစ်တဲ့အတွက်ရိုးရာအိမ်မက်ချမ်းတွေနဲ့တော့တူချင်မှတူပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့မာရီကိုရဲ့ပြည့်သက်တွေအားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်မာရီကိုရဲ့အိမ်မက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်